ဒီဗီဒီယိုလေးကတော့ဆရာတို့ကျောင်းသားတွေအစင်းတင်တက်ပြီးတော့ visa လျှောက်ထားပြီးတော့ visa approve ဖြစ်မဖြစ်ကြည်နည်းလေးပါ browser ကနေဆရာတို့ www.visa.go.kr လို့ရိုက်ရှာပြီးတော့ဒီအစင်းလေးရောက်လာပြီဆိုရင်အပေါ်ဆုံးကလင်းလေးတွေကိုဒါလေးကိုနှိပ်လိုက်ပါဆက်နောက်တစ်ဆင့်ရောက်တော့ပါလိမ့်မယ်ဟောဒီအစင်းလေးရောက်လာပြီဆိုရင်အင်္ဂလိပ်စာရင်းနဲ့ဖြစ်နေဆိုတဲ့ကိစ္စမရှိဘူးအင်္ဂလိပ်စာမဟုတ်ဘူးဆိုရင်တော့ဆရာတို့ညာဘက်တောင်းကအင်္ဂလိပ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုတာအင်္ဂလိပ်လေးတွေဆရာတို့အင်္ဂလိပ်စာလေးတွေပြောင်းတော့ပါလိမ့်မယ်ဆရာအင်္ဂလိပ်စာလေးပြောင်းသွားပြီဆိုရင်ဒီဘက်ဘယ်ဘက်တောင်းလေးတွေကိုကြည့်လိုက်ပါမယ်အဲ့မှာ check application status ဆိုတာလေးကိုနှိပ်ပါမယ်ဒါလေးနှိပ်လိုက်မယ်ဆိုရင်ဆရာနှစ်ကြောင်းကြာလာပါလိမ့်မယ်ပထမအပေါ်ဆုံးအကြောင်းလေးပါပဲ check application status and print ဆိုတဲ့အပေါ်ဆုံးအကြောင်းလေးဆိုတာနှိပ်ပါမယ်နှိပ်လိုက်လို့ဆိုတာဒီအစင်လေးကြာလာပြီဆိုရင်ဒီအပေါ်အကွက်လေးတွေကိုကျောင်းသားရဲ့ passport number ရိုက်ထည့်ရမှာပါကိုယ့်ရဲ့ passport စာအုပ်ထဲမှာပါတဲ့ဆိုအင်္ဂလိပ်အခရာနှလုံးလေးနဲ့ခဏန်းလေးတွေကိုရှာရိုက်ထည့်ပါမယ်ပြီးရင်ဒီဘက်ကအဲ့ passport စာအုပ်ထဲမှာပါတဲ့ကိုယ့်ရဲ့နာမည်ပေါ့နော်အင်္ဂလိပ်လိုစလုံးပေါင်းအတိုင်းပဲအကုန်လုံးအကြီးတွေနဲ့ရှာတော့ရိုက်ထည့်ပါမယ်ပြီးရင်ကိုယ့်ရဲ့မွေးတက္ကရာကဆိုတော့နှစ်လရက်ရိုက်ထည့်ရမှာပါပထမဆုံးကနှစ်နောက်ဒုတိယကလပြီးရင်နောက်ဆုံးကျမှရက်ရိုက်ထည့်ရမှာပါဘေးမှာကလန်ဒါပုံစံလေးပြက်ကလေးပုံစံလေးပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ရွေးပေးလိုက်အောင်ပါပဲပြီးရင်အချက်လက်မှတ်ပြီဆိုရင် search ဆိုတဲ့ဒီအပြာရောင်လေးကိုနှိပ်လိုက်ပါနှက်ပြာရောင်လေးနှိပ်လိုက်မယ်ဆိုရင်အောက်မှာပြန်ကြာလာပါပြီကိုယ့်ရဲ့ visa approve ဖြစ်မဖြစ်ဒါဒီကျောင်းသားလေးရဲ့စစ်စား2ရက်နေ့လေးရင်တက်တော့မယ်ကျောင်းသားလေးပါဒီလိုပုံစံနဲ့ကြည့်လို့ရနိုင်ပါတယ်ခင်ဗျာ